အားလုံးပဲမင်္ဂလာပါ United ဖုန်းမှာကြိုးဆိုပါရစေ United ကစားသမား Marco Rashford ကတော့အသက်ကတော့28နှစ်အရွယ်အင်္ဂလန်လေးစင်မှာလည်းအခုလက်ရှိပါဝင်နေပြီးတော့ United အသင်းနဲ့အဆင်မပြေလို့ Aston Villa အသင်းကိုအငှားချပြီး9ဘက်ကစား၄ခုဖန်တီးမှုပြုလုပ်ထားတဲ့ Marco Rashford တယောက်က Antonio Tuchel ရဲ့အင်္ဂလန်လေးစင်အသင်းမှာလည်းပြန်လည်ရွေးချယ်ခံရပြီး Aston Villa အသင်းမှာလည်းဒီထက်ကောင်းတဲ့ခြေသွန်းတွေကိုပြသနိုင်မှုပို့ပြီးတော့လိုအပ်တယ် United အသင်းက Marco Rashford ကိုရောင်းချနိုင်တဲ့ဈေးကိုလည်းသတ်မှတ်ပြီးသွားပြီ။နီးပြအမော်ရင်ကိုယ်တိုင်ကလည်းဘုတ်ဖွဲ့ဝင်တွေကိုတောင်းဆိုမှုတွေပြုလုပ်ထားရတယ်။လာမယ့်ရာသီတွေမှာလည်း Marco Rashford က United ရဲ့အသင်းမှာဘယ်လိုမှမပါဝင်နိုင်တော့တဲ့ကစားသမားတူဦးဖြစ်တဲ့အတွက်ကို United အသင်းကလည်းရောင်းချဖို့အတွက်ဈေးသတ်မှတ်ပြီးတော့ Aston Villa အသင်းကစွမ်းဆောင်ရည်ကောင်းတွေပြနေတဲ့ Marco Rashford ကိုခေါ်ယူသွားနိုင်မှာလားဆိုတာကိုစောင့်မျှော်ရမယ့်အပြောင်းအရွှေ့ဖြစ်တယ်။ Marco Rashford ကတော့အသက်ကတော့28နှစ်အရွယ်ရှိပြီးအင်္ဂလန်လေးစင်ကစားသမားဖြစ်သလိုအခုလက်ရှိ market value ကလည်း59သန်းထိကိုရှိတယ် United အသင်းမှာစွမ်းဆောင်ရည်ကောင်းတွေပြခဲ့တဲ့ Marco Rashford တယောက်ကတော့နီးပြအမော်ရင်ရဲ့လက်ထက်မှာတော့ဘလိုမှကိုအဆင်မပြေတဲ့ကစားသမားတယောက်ဖြစ်ခဲ့တယ်။ Marco Rashford တယောက်ကတော့ United Academy ထွက်ကစားသမားဖြစ်သလို2025ရာသီမှာပဲ Aston Villa အသင်းကိုအငှားချခံရတာပဲဖြစ်တယ်။ United အသင်းအတွက်426ပွဲကစားခဲ့ပြီးတော့138ကိုသွင်းခဲ့တဲ့ Marco Rashford တယောက်ကတော့အခုလက်ရှိ Aston Villa အသင်းကို2025မှာအငှားချခံရပြီးတော့နောက်လာမယ့်ရာသီမှာ United သတ်မှတ်ထားတဲ့ယူရိုပေါင်360ဝန်းကျင်လောက်ကို Aston Villa အသင်းကပေးပြီးတော့ခေါ်ယူသွားမှာလားအခုလက်ရှိ Aston Villa ကစားသမား Marco Rashford ကတော့ Aston Villa အသင်းမှာ9ဘက်ကစား4ခုဖန်တီးမှုပြုလုပ်ထားပြီးတော့အင်္ဂလန်နီးပြ3တူရှယ်ကိုယ်တိုင်ကသူ့ရဲ့အသင်းမှာပြန်လည်ခေါ်ယူထားတာပဲဖြစ်တယ် Marco Rashford ကတော့တက်ကောင်းတဲ့စွမ်းဆောင်ရည်ကောင်းတွေကိုပြသဖို့လိုအပ်ထားတော့အမှန်ပဲ United အသင်းမှာဘလို့မှပွဲထုတ်ခွင့်မရတော့တဲ့ Marco Rashford တယောက်က Aston Villa အသင်းမှာစွမ်းဆောင်ရည်ကောင်းတွေပြပြီးတော့အဲ့တဲ့သတ်မှတ်ထားတဲ့ဈေးကိုရော Aston Villa အသင်းကပေးသွားမှာလားဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားဖို့စောင့်မျှော်ရမယ်အပြောင်းရွှေ့ဖြစ်တယ်လို့ကျွန်တော်ကတော့သုံးသပ်ရှင်တယ်နောက်တစ်ယောက်အနေနဲ့ကတော့ United အသင်းရောင်းချဖို့အတွက်ပြစ်မှတ်ထားနေတဲ့ Alejandro Garnacho ကတော့ Napoli အသင်းကစိတ်ဝင်စားနေသလို Napoli အသင်းကတိုက်စစ်မှု Osimhen ကိုခေါ်ယူဖို့အတွက်ကို Garnacho ကိုအလိုက်ပေးပြီးတော့ United အသင်းကကမ်းလှမ်းမှုတွေပြုလုပ်သွားမှာလား United အသင်းမှာအာကူမညာနဲ့ Holland တို့လိုကစားသမားတွေရှိတဲ့အချိန်မှာ United နီးပြအမ်ဘိုရင်ကိုယ်တိုင်ကသူ့ရဲ့အသင်းမှာတိုက်စစ်မှုကောင်းကိုခေါ်ယူခြင်းနေတဲ့အနေမှာ United ဘုတ်ဖွဲ့ဝင်တွေကိုလည်းနီးပြအမ်ဘိုရင်ရဲ့ပတာဂျာကူရက်တို့လိုခေါ်ယူပေးဖို့အတွက်တောင်းဆိုမှုတွေပြုလုပ်ထားတယ် United အသင်းကချိုင်းနေတဲ့ပတာ Osimhen ကို Alejandro Garnacho ကိုအလိုက်ပေးပြီးတော့ United အသင်းကခေါ်ယူပေးသွားမှာလားဆိုတာကိုလည်းစောင့်မျှော်အောင်မဲ့အပြောင်းအရွှေ့တစ်ခုဖြစ်တယ်ကျွန်တော်ရဲ့ထင်မြင်သုံးသက်ချက်ကတော့ Garnacho ကတော့ United အသင်းမှာထွက်ခွာဖို့ရာခိုင်နှုန်းများတယ် Alejandro Garnacho ကိုထွက်ခွာပြီးတော့ United အသင်းကပတာ Osimhen တို့ကိုခေါ်ယူပေးရင်တော့တကယ်ကိုကောင်းမွန်တယ်လို့တော့ကျွန်တော်ကတော့သုံးသပ်ရှင်တယ်ပတာ Osimhen ကလည်းတကယ်ကိုအည်သွေးမြင့်ကစားသမားတူဖြစ်တယ်လက်ရှိ Napoli အသင်းနဲ့အဆင်မပြေမဲ့ Galatasaray အသင်းမှာလည်းသွင်းဂိုးတွေများစွာမြင်တွေ့နေရတဲ့ပတာ Osimhen ကလည်းအသက်က26နှစ်အရွယ်သားရှိသေးပြီးတော့ market value 80နဲ့သက်တမ်းရှိတဲ့ကစားသမားကို United အသင်းက Garnacho ကိုအလိုက်ပေးပြီးတော့ခေါ်ယူသင့်တယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ် Galatasaray အသင်းမှာလည်း22ပွဲကစား90အတွင်း4ခုဖန်တီးမှုပြုလုပ်ထားတယ်ဆိုတော့တကယ်ကိုကောင်းတဲ့အည်သွေးတစ်ခုကိုပိုင်ဆိုင်နေတယ်လို့ပြောလို့ရတဲ့အနေအထားမှာရှိတယ် United အသင်းမှာ Holland တို့လိုခြေသွန်းတွေပျောက်ဆုံးနေတဲ့အချိန်မှာပတာဂျာကူရက်တို့လိုပတာ Osimhen တို့လိုတိုက်စစ်မှုတယောက်မဟုတ်ရင်တယောက်ကို United အသင်းကခေါ်ယူသင့်တယ်လို့နဲ့ရနိုင်တဲ့ Jonathan David တို့လိုကစားသမားတွေကိုကအစား United အသင်းကစောင့်ကြည့်နေတဲ့အချိန်မှာလာမယ့်နေရာဒီအပြောင်းအရွှေ့မှာ United အသင်းကတော့ကစားသမား၄ဦးလောက်ကိုခေါ်ယူဖို့အတွက်ပြင်ဆင်နေတာပဲဖြစ်တယ် United အသင်းကိုဘယ်ကစားသမားတွေကရောက်ရှိလာအောင်မလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားပွဲရအောင်မဲ့ကြောင်းရွှေ့ရာတခုဖြစ်တယ်လို့သုံးသပ်ရင်းနဲ့ပဲကျွန်တော်ရဲ့အစီအစဉ်ကိုအဆုံးသတ်ပါရစေ United Football ကမန်ယူသတင်းများကိုနှစ်စဉ်တင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ YouTube Channel ကို Like and Subscribe လေးပြုဖို့အတွက်မေတ္တာရက်ခံပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ